အားလုံးသိရကြကျွန်တော်ဒီနေ့ကတော့ဂွေးကြီးရေဂွေးတေးကင်းကိုကစားသွားမှာဖြစ်ပါတယ်ဂွေးရှည်ဂွေးတေးပေါ့အဲ့လေဂွေးရှည်ဂွေးတေးကြောင်းကြည့်ပါဦးကလေးပေါက်ရဒီမှာကြည့်ပါဦးဗျာမိုက်လိုက်တဲ့ခနာကိုလေးတွေထမင်းမှာစားလို့မရအောင်ဟောအမလေးတော့ငါကျွန်တော်ခုနအကြီးနဲ့ငါအခုအသေးသေးလေးဖြစ်သွားတယ်ငါနှိမ့်မိတော့တခြားဟိုကြီးဒါဆိုပြေးမှာအဝေးပြေးပြီးတော့ exercise လုပ်ပြီးရင်တော့အရက်ရှိလာမယ်1 ID 2 ID ပါတယ်တော့ဟိုခတ်တာပဲဗျာကြည့်ပါဦးဗျာကျွန်တော်1 hours later အမေကျွန်တော်ကားလုံးဝဆိုဂွေးရှိဖြစ်နေပြီအော်ရနောက်ထပ်1000 million minute လောက်စောက်ပြီးလိုက်ဗျအမေကျွန်တော်အခုဆိုရင်ဂွေးရှိဖြစ်သွားပြီဗျဘယ်နောက်ထပ် minute တွေအများကြီးထပ်စောက်ပြီဗျကျွန်တော်ကြည့်ပါဦးဂွေးရှိဖြစ်သွားကျွန်တော်မိုးပေါ်ရလို့ညပါရောက်သွားတယ်ဗျမကြည့်တော့ထက်လောက်ပို့ရှိတယ်ဗျကျွန်တော်အမေမင်းတို့ငါထပ်ပုံနေအောင်ကျွန်တော်ဒီပွဲလေးကိုကြိုင်းတယ်ဆိုရင် like and share လေးလုပ်သွားပေးပါခင်ဗျအောင်ရောဝင်တော့တွေ့ကြပါဘိုင်